မင်္ဂလာပါရှင် DND Burmese Channel ကနေကြိုဆိုလိုက်ပါတယ် Steve Jobs ဆိုတာကတော့ကျမတို့အခုခေတ်ခါရဲ့အထင်ကရတီထွင်ဖန်တီးသူတွေကတအူးအဖြစ်လူတိုင်းမှတ်မိနေကြမှာပါ Steve Jobs ဆိုတဲ့နာမည်ကြားလိုက်တာနဲ့သူ့ရဲ့ဖန်တီးမှုဖြစ်တဲ့ Apple phone ကိုပြင်းပြင်းမိကြမှာပဲဖြစ်ပါတယ်ဒါပေမဲ့ Steve Jobs စီကရတဲ့အဓိကလေ့လာစရာတွေကနည်းပညာတစ်ခုတည်းမဟုတ်ပါဘူးသူ့ရဲ့အတွေးအခေါ်အမျှော်အမြင်ရှိမှုတွေလည်းပါဝင်နေပါတယ်အဲ့ဒီအတွေးအခေါ်တွေကတခုကတော့အယိုးရှင်းဆုံးဆိုတဲ့ Josh ရဲ့အတွေးအခေါ်ပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့အတူယူပွဲလေ့လာမှတ်သားပွဲ Josh ရဲ့အယိုးရှင်းဆုံးဆိုတဲ့အတွေးအခေါ်ကိုလေ့လာလိုက်ကြရအောင်နော်အယိုးရှင်းဆုံးဆိုတာခစ်ဆန်ခြင်းရဲ့မူရင်းပုံစံဖြစ်တဲ့ဆိုပြီး Josh ကယုံကြည်ထားပါတယ်အယိုးရှင်းဆုံးဆိုလို့လွယ်ကူကူပဲ short လုပ်လိုက်တာမျိုးမဟုတ်ပါဘူးအယိုးရှင်းဆုံးဆိုတဲ့စကားလုံးမှာမလိုအပ်တဲ့အရာတွေကိုဖယ်ရှားလိုက်တဲ့အခါအစစ်အမှန်ဆုံးအားအကောင်းဆုံးနဲ့အဓိပ္ပာယ်အရှိဆုံးတွေကြံနေခဲ့မှာဖြစ်တယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ Apple phone ကိုစထုတ်တဲ့အစောပိုင်းကလေးက Josh ဟာကြည်လင်ပြတ်သားမှုနဲ့အာရုံစိုက်မှုကိုဦးတည်ခဲ့ပါတယ်။ Josh ကအသုံးပြုရလွယ်ကူမဲ့ကြီးကြီးလင်းလင်းနဲ့လှလဲလှမဲ့ထုတ်ကုန်မျိုးလိုချင်တယ်။လူတွေကိုစိတ်ရှုပ်ထွေးသွားစေမဲ့ features တွေဒါမှမဟုတ်မလိုလားအပ်တဲ့ရွေးချယ်မှုတွေနဲ့စိတ်ထွေးပြားသွားတာမျိုးမဖြစ်စေချင်ပါဘူး။အဲ့ဒီတော့သူကအလိုလိုသိနိုင်မဲ့နည်းပညာမျိုးဖြစ်စေချင်တယ်။အဲ့ဒါမှသာလူတိုင်းအလွယ်တကူအသုံးပြုပြီးချက်ချင်းနားလည်နိုင်အောင်လို့ပဲဖြစ်ပါတယ်။ဒီလိုအယိုးရှင်းဆုံးဆိုတဲ့အတွေးအခေါ်ကသူထုတ်လုပ်လိုက်တဲ့ Apple device design တွေအပေါ်မှာပဲမဟုတ်ပါဘူး။သူ့ရဲ့အတွေးအခေါ်သူ့ရဲ့တင်ဆက်ပုံတွေနဲ့သူ့ဘဝရဲ့အတွေးအခေါ်တွေပေါ်မှာလည်းတက်ရောက်နေပါတယ်။ Apple ရဲ့ပထမဆုံးကွန်ပျူတာ Macintosh ကိုပဲကြည့်ပါကွန်ပျူတာဆိုတာကလေးတွေအသုံးပြုနိုင်လောက်တဲ့အထိရိုးရှင်းတဲ့နယ်လို့ Josh ကယူဆထားပါတယ်သူဟာ interface ကိုပြန်လည်ပြုပြင်ပြီးရှုပ်ထွေးနေတဲ့စီးရင်တွေကိုဖယ်ပြီးအလိုလိုသိနိုင်မဲ့ခလုတ်တွေနဲ့ icon တွေကိုလာပေါင်းများစွာအချိန်ယူပြီးဖန်တီးခဲ့ပါတယ်သူ့အတွက်မလိုအပ်တဲ့ကုတ်အပိုတွေရှုပ်ထွေးနေတဲ့ icon တွေကအသုံးပြုသူတွေကိုစိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ယူဆထားပါတယ်အယိုးရှင်းဆုံးကပဲလူတွေကိုစစ်မှန်တဲ့ကိစ္စတွေအပေါ်သူတို့ရဲ့ဖန်တီးမှုအလောက်တာဝန်နဲ့ဒီပစ္စည်းကိုအသုံးပြုတဲ့အခါကြုံတွေ့ရတဲ့အတွေ့အကြုံပေါ်အာယုံစိုက်မိစေမှာဖြစ်တယ်လို့ယူဆထားပါတယ်။ Josh ကသူ့ရဲ့ထုတ်ကုန်တွေကိုမရက်တန့်ခဲ့ပါဘူး။သူကစီးပွားရေးဆုံးဖြတ်ချက်တွေပေါ်မှာအယိုးရှင်းဆုံးပဲတွေးခေါ်လုပ်ကိုင်ပါတယ်။ Josh လက်ထက်က Apple ပစ္စည်းတွေကအမျိုးအစားပေါင်းဒါဇင်ချီပြီးဈေးကွက်ထဲမှာမရှိပါဘူး။အဲ့ဒီအစား Josh ကMac, iPod, iPhone နဲ့ iPad စတဲ့အဓိကပစ္စည်းတွေအပေါ်ပဲအာရုံစိုက်ခဲ့ပါတယ်။အကောင်းမှုဆုံးထုတ်ကုန်အနည်းငယ်ကိုသာအာရုံစိုက်တဲ့အတွက် Josh ကသူ့ရဲ့စွမ်းအားတွေအကုန်လုံးကိုဒီပစ္စည်းတွေပြည့်စုံတဲ့အခြေအနေဖြစ်ဖို့အတွက်ပဲအပြည့်အဝအာရုံစိုက်ထားပါတယ်။ Josh ပြောခဲ့မှုတဲ့စကားတခွန်းရှိပါတယ်။အဲ့ဒါကတော့အာယုံစူးစိုက်တယ်ဆိုတာကောင်းမွန်တဲ့စိတ်ကူးပေါင်းယာကြီးကိုညှင်းဆန်လိုက်တာဖြစ်တဲ့အတွက်တကယ်အစစ်အမှန်အနှဲငယ်ပေါ်ပဲအချိန်အသုံးပြုတာဖြစ်တယ်လို့ဆိုပါတယ်။တကယ်မှတ်သားစရာကောင်းလာပါတယ်။သူ့ရဲ့အထင်ကရတင်ဆက်မှုကလည်းအယိုးရှင်းဆုံးဆိုတဲ့စီးမြင်အပေါ်မှာပဲလိုက်နာခဲ့ပါတယ်။ Josh ကစာရီဒါမှမဟုတ်ဇယားတွေပါတဲ့တင်ဆက်မှု slide တွေကိုဘယ်တော့မှမသုံးပါဘူး။အဲ့ဒီအစား Josh ကစကားလုံးအနည်းဆုံးအထိရောက်ဆုံးဓာတ်ပုံတွေနဲ့ရှင်းလင်းတဲ့မြင်ကွင်းတွေကိုပဲအသုံးပြုပါတယ်။အဲဒါကြောင့်ပရိသတ်က Josh ပေးခြင်းတဲ့သတင်းစကားကိုဘာအနှောင့်အယှက်မှမရှိဘဲဓာတ်ရိုက်အာရုံစိုက်နိုင်တာဖြစ်ပါတယ်။အယိုးရှင်းဆုံးဆိုတာကပြင်းရတာမဟုတ်ပဲမဟာဗျူဟာတစ်ခုဖြစ်တယ်လို့ Josh ကပြောပါတယ်။အယိုးရှင်းဆုံးနည်းကဆက်သွယ်တဲ့နေရာမှာရှင်းလင်းပြတ်သားစေတယ်လူတွေရဲ့စိတ်အာရုံစီဓာတ်ရိုက်ရောက်စေတယ်နောက်ပြီးတော့ပေးခြင်းတဲ့သတင်းစကားကိုလည်းရတဲ့လူကဘယ်တော့မှမေ့ပြောက်သွားမှာမဟုတ်ပါဘူးအယိုးရှင်းဆုံးဆိုတဲ့အရာကိုနောက်ထပ်ဖန်တီးမှုတစ်ခုကတော့ထုတ်ကုန်ဒီဇိုင်းပဲဖြစ်ပါတယ် iPhone ကိုပဲကြည့်လိုက်ပါစပြီးမိတ်ဆက်လိုက်တော့ကခလုတ်တစ်ခုပဲပါတယ်ဒီခလုတ်တစ်ခုကလူတွေကိုဖုန်းတစ်ခုလုံးကိုလမ်းညွှန်ပေးနိုင်ပါတယ်ပြိုင်ဘက်ဖုန်းကုမ္ပဏီတွေကဒါဇင်နဲ့ချီတဲ့ keys တွေနဲ့ရှုပ်ထွေးတဲ့လုပ်ငန်းဆောင်တာတွေကိုထည့်ထားတယ်။ Josh ကတော့အနည်းဆုံးဆိုတဲ့အများဆုံးဆိုတဲ့ခံယူချက်ကိုလက်ခံထားသူပဲဖြစ်ပါတယ်။သူကရှုပ်ထွေးတာတွေကိုမထည့်ပဲချောမွေ့လွယ်ကူတဲ့အတွေ့အကြုံကိုပဲအသုံးပြုသူတွေကိုပေးအပ်ထားတာဖြစ်ပါတယ်။ဖုန်းဖန်တီးရမှာထည့်သွင်းထားတဲ့မြင်ကွင်းတိုင်း line တိုင်းနဲ့အသေးစိတ်တိုင်းမှာရည်ရွယ်ချက်ကိုစီရှိနေပါတယ်။အယိုးရှင်းဆုံးဆိုတာက Apple ရဲ့ယဉ်ကျေးမှုတစ်ခုလို့တောင်ဆိုနိုင်ပါတယ်
George ကသူ့ရဲ့အဖွဲ့ကိုလိုအပ်တာတွေမှန်သမျှနက်နဲတွေးခိုင်းတယ်။ဒီဇိုင်နာတွေနဲ့အင်ဂျင်နီယာတွေကိုဖုန်းအတွက်ထည့်လိုက်တဲ့ဒီအရာကတကယ်ရောတန်ဖိုးရှိလား။ဒါမှမဟုတ်စိတ်ရှုပ်စေလားဆိုပြီးအမြဲတမ်းမေးခွန်းထုတ်ခိုင်းပါတယ်။ဝန်ထမ်းတွေကမလိုအပ်တဲ့အရာတွေကိုဖယ်ရှားပြီးထုတ်ကုန်ကိုပိုအားကောင်းပြီးပိုဆွဲဆောင်မှုရှိအောင်တီထွင်ဖန်တီးကြပါတယ်။အယိုးရှင်းဆုံးဆိုတာ Apple ထုတ်ကုန်တွေအတွက်ပဲမဟုတ်ပဲ George ကသူ့ရဲ့ဘဝကိုလည်းအဲ့ဒီလိုပဲဖြတ်သန်းပါတယ်။ George ကသူ့ရဲ့ရွေးချယ်မှုကိုအယိုးရှင်းဆုံးပြုလုပ်ပြီးအဓိကအရေးပါတာကိုပဲအာရုံစိုက်ထားပါတယ်။လူအများစုကအယိုးရှင်းဆုံးဆိုတဲ့စကားကိုအနည်းဆုံးဒါမှမဟုတ်အပြင်းကြီးဆုံးဆိုတဲ့စကားတွေနဲ့ရောထွေးတတ်ကြပါတယ်။ဒါပေမဲ့ Steve Jobs အတွက်ကအယိုးရှင်းဆုံးဆိုတာနက်နဲတွေးခေါ်မှုစီးမြင်စည်းကမ်းအပေါ်အာရုံစိုက်မှုနဲ့အလုပ်ကြိုးစားမှုပဲဖြစ်ပါတယ်။တခုခုကိုရိုးရှင်းအောင်လုပ်တာကရှုပ်ထွေးအောင်လုပ်တာထက်ပိုပြီးတော့ခက်ခဲပါတယ်။အဲဒါကြောင့် Apple ထုတ်ကုန်တွေမှာသူ့ရဲ့တန်ဖိုးကိုမကျစေဘဲနဲ့ဘာတွေကိုဖယ်ရှားပြီးအယိုးရှင်းဆုံးလုပ်ကြမလဲဆိုတာနက်နဲတွေးခေါ်မှုအပေါ်မူတည်နေတာဖြစ်ပါတယ်။အယိုးရှင်းဆုံးဆိုတာက George ကိုလူတွေနဲ့ဆက်သွယ်ပေးရမှာလဲအကူအညီဖြစ်စေပါတယ်။အသုံးပြုသူတွေက Apple ထုတ်ကုန်ကိုနားလည်ဖို့လမ်းညွှန်စာအုပ်ဖတ်နေစရာမလိုပါဘူး။ရင်းနှီးမြှုပ်နှံသူတွေနဲ့မိဖက်တွေကလည်းထုတ်ကုန်ကိုကြည့်လိုက်တာနဲ့ရှင်းလင်းပြီးတော့နားလည်နေပါပြီ။ဝန်ထမ်းတွေအားလုံးကလည်းသူတို့ရဲ့ရည်ရွယ်ချက်တွေကိုနားလည်နေပါပြီ။ဘယ်အလုပ်ကိုပဲလုပ်လို့ရှင်းလင်းနဲ့ရိုးရှင်းမှုကိုပဲအခြေခံလို့ဖြစ်ပါတယ်။ Steve Jobs ရဲ့အယိုးရှင်းဆုံးကိုအာရုံစိုက်တယ်ဆိုတာကကျမတို့တွေကိုအားကောင်းတဲ့သင်ခန်းစာတစ်ခုပေးနေပါတယ်။အယိုးရှင်းဆုံးဆိုတာမလိုအပ်တာတွေဖြုတ်ပြီးအတောက်ပဆုံးဖြစ်အောင်ဖန်တီးခြင်းပဲဖြစ်ပါတယ်။လူတွေကိုအသုံးပြုရနားလည်ရလွယ်ကူပြီးမိမိရဲ့ဖန်တီးမှုအပေါ်သဘောကျစေပါတယ်။မလိုအပ်တာတွေကိုဖြုတ်ပြီးတော့ George ဟာမျိုးဆက်ပေါင်းများစွာအတွက်အမွေအနှစ်ဖြစ်စေပြီးလူပေါင်းတန်းချီကိုစိတ်ခွန်အားပေးနိုင်မဲ့ထုတ်ကုန်တွေကိုဖန်တီးခဲ့တာပဲဖြစ်ပါတယ်။အယိုးရှင်းဆုံးဆိုတာအလွယ်ဆုံးနဲ့အမြန်ဆုံးမဟုတ်ပါဘူး။အယိုးရှင်းဆုံးဖြစ်နေစေဖို့အာယုံစူးစိုက်မှုတွေတွေးခေါ်မှုတွေကိုအရင်တည်ရပြီးအကောင်းမွန်ဆုံးဖြစ်အောင်ဖန်တီးနိုင်ခြင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့လည်းဒီဗီဒီယိုကနေဘဝအတွက်ဘ ഹു တုတတစ်ခုခုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းပြီးဘ ഹു တုတရစေမယ့်ဗီဒီယိုတွေကိုဆက်လက်တင်ဆက်ပေးတောင်းမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ TNT Burmese Channel လေးကို like နဲ့ subscribe လုပ်ထားပြီးတင်သမျှဗီဒီယိုတိုင်းလက်မလွတ်ပဲကြည့်ရှုနိုင်ဖို့အတွက် notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။